မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့စီကိုရောက်လာတာလေးကတော့ iPhone 15 Pro လေးပါတကားကြားမှာမတော်ဆညံ့မိသွားလို့ဖုန်းရဲ့အောက်ဘက်ချမ်းတစ်ခုလုံးအတော်လေးပျက်စီးသွားတာပါအပြင်မှန်းကြည့်ရင်တော့ body ကတိတိတသာလိမ့်နေပြီးဘက်ကလပ်ကွဲသွားတာရောမှန်အောက်ပိုင်းမှာပါဒဏ်ရာအပြင်းနဲ့ရောက်လာတာဖြစ်ပါတယ်ကျွန်တော်တို့အသေးစိတ်ဖြုတ်ပြီးစစ်ဆေးကြည့်တဲ့အခါမှာတော့မှန်ကအတွင်းပိုင်းထိထိခိုက်သွားတာမို့လို့လုံးဝသုံးမရတော့ပါဘူးနောက်ပြီးအောက်ဘက်ချမ်းအသွင်းပေါက်charger flat ပိုင်းမှာလည်း error တက်နေတာကိုတွေ့ရပါတယ်အဆိုးဆုံးကတော့ titanium frame လေးကလိမ်ပြီးတော့ကျူးသွားပါတယ်ဒါကတကယ်ကိုခေါင်းစားမဲ့ပြုပြင်မှုတစ်ခုပါပထမဆုံးအနေနဲ့ကျွန်တော်တို့လိမ်နေတဲ့ body frame လေးကိုမူလအတိုင်းပြန်ဖြစ်အောင်စနစ်တကျပြန်လဲဖြောင်းပေးလိုက်ပါတယ်နောက်ပြီးတော့အားသွင်းတဲ့အခါအစမပြေဖြစ်နေတဲ့ charger flat error လေးကိုအသေးစိတ်ပြန်လဲပြုပြင်ပေးခဲ့ပါတယ်ခင်ဗျာမှန်လေးကိုလည်း original မှန်အသစ်နဲ့အစားထိုးလဲပေးခဲ့သလိုကွဲအပ်နေတဲ့ backlet လေးကိုလည်း original အသစ်တစ်ချက်နဲ့ပြန်လဲတက်ဆင်ပေးခဲ့ပါတယ်ခင်ဗျာဒီလိုမျိုးဆိုးဆိုးရွားရွားထိခိုက်ပျက်စီးသွားတဲ့ iPhone တွေကိုလည်းကျွန်တော်တို့ဇက်ဝိုင် Apple Service မှာအနုစိတ်လက်ရာတွေနဲ့မူလအတိုင်းဖြစ်အောင်အကောင်းဆုံးပြန်လဲပြုပြင်ပေးနေပါတယ်ခင်ဗျာလူကြီးမင်းတို့ရဲ့အဖိုးတန်ဖုန်းလေးတွေဘလို့ပြဿနာပဲရှိကျွန်တော်တို့ဇက်ဝိုင် Apple Service ကိုယုံကြည်စိတ်ချစွာလာရောက်ပြသနိုင်ပါတယ်ခင်ဗျာကဲအခုဆိုရင်တကားကြားမှာညက်ပြီးပျက်စီးနေတဲ့ iPhone 15 Pro လေးဟာဘာအစင်းရမှမရှိတော့ပဲအသစ်ဆက်ဆက်အတိုင်းပြန်လည်ကောင်းမွန်သွားပါပြီ body လိမ်နေတာတွေလည်းမရှိတော့သလိုအားသွင်းတာရော touch ပိုင်းမှာပါ100%ပြေဝစွာအလုပ်လုပ်သွားပါပြီခင်ဗျာ